ကဲဒီခါမိတ်ဆက်ပေးမှာကြတော့အိမ်ဆိုတာထက်မိသားစုအားလုံးကိုခင်မီနွေးထွေးလုံခြုံသွားစေမဲ့ပထမထပ်စစ်အခန်းကြီးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်းလေးကတော့ပေ40 60ပေါ်မှာစောက်ထားတယ်18ပေ54ပေရှိတဲ့ပထမထပ်စစ်အခန်းကြီးပဲဖြစ်ပါတယ်ရှင်အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လှပကြော့ချင်းနေတဲ့ဧည့်ခန်းကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဖျားစင်သီးတန်လေးလည်းပါတယ်လိုက်ကလှလှလေးလည်းတက်ပြီးထားတယ်ရှင်ဘေးပပတ်လင်မှာတန်မန်းဆန်းရှိတ်ပပတ်လင်ကိုတက်ပြီးထားတယ် TV စင်လေးတီးတန့်ပါမယ်လုံးဝကိုတက်တောင့်တက်တာဖြစ်မဲ့ဆိုပါစတီအမဲဆက်ကြီးလည်းထည့်ပေးမှာဖြစ်ပါတယ်ရှင်။အဲခန်းကိုကြည့်လိုက်ပြီးဆိုလို့ရှိရင်လည်းစီးပွားလက်လာပတ်ဒီဒီအလားတိုးပွားအောင်လို့ခန်းခန်းနာနာထထဝဝဖြစ်အောင်ကိုပြင်ဆင်ပေးထားတယ်။မိန်းကလေးရဲ့အကြိုက်မှန်တင်ခုံလှလှလေးလည်းလုပ်ပေးထားတယ်။အိတ်ခမ်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းပါကီအပြည့်ကိုခင်းပေးထားတယ်။အိတ်ခမ်းနှစ်ခမ်းပါမယ်။ရှောက်လန်းလေးလည်းကျဲတယ်။ကိုရီးယားလိုက်ကလှလှလေးလည်းတက်ပေးထားတယ်။အိတ်ခမ်းမှာဆိုလို့ရှိရင်လည်းဗရင်းပေါက်လေးတွေအစားထည့်ပေးထားတယ်ရှင်။ location အနေနဲ့ကလည်းရတနာမိန်လမ်းမကြီးကျော်ကသူ့မင်္ဂလာကိုတဲပေါက်တဲ့မိခတိ18လမ်းပထမထပ်စစ်အခန်းကြီးပဲဖြစ်ပါတယ်ရှင်။ကချင်ခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားအပြည့်ခင်းထားတယ်။ရေချိုးကိုင်းတာဘိုးတိုင်းပေးစင်ပါတယ်။ရေကတော့2လိုင်းအဝီစီရောဂျိုးပြူရောပါမယ်ရှင်။ကချင်ခန်းထဲမှာဆိုလို့ရှိရင်လည်းအင်ရှင်မတွေအကြိုက်ကိုလုပ်ပေးထားတယ်။ကချင်ကက်ဘိနက်တွေပါတယ်ကချင်ကောင်တာတွေလည်းပါမယ်ရှင်။အခန်းလေးရဲ့ခေါ်စည်းရလည်း2990ညှိနှိုင်းအောင်မှာဗန်ကျိတ်လိုချင်တဲ့ customer တွေအတွက်လည်းဗန်ကျိတ်ရပါတယ်ရှင်။ပထမထပ်စစ်လည်းဖြစ်တယ် location လည်းကောင်းတယ်ဗန်ကျိတ်လည်းရတယ်အခန်းထဲဝင်လိုက်ပြီဆိုတာနဲ့မိသားစုဆိုတဲ့ feeling ကိုအပြည့်အဝခံစားရမယ့်အခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီလိုအဖက်ဖက်ကပြည့်စုံတဲ့အခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနော် Kiki Real Estate ကိုဆက်သွယ်ပြီးပါရှင်အားလုံးကျေးဇူးများတင်ပါတယ်